ပြုံးတွေအမုံတွေဖလဲလူဘဝဆိုတဲ့ခီးဝေအတ္တမာနငါဆိုသောတဘောနေလက်ကင်ဆုပ်ထားလူရဲ့မမြင်ချင်းသင်္ခါရတွေအသိနဲ့တရီကိုစင်စင်နိုင်စီအပြုံးတလူလူအမုံတန်တွေကဆူလောဘဒေါသမောဟဆိုတဲ့တရားတွေဒီလောကတန်ရာခီးဝေမနေမနာပဲရှောက်လန်းကြပြန်တယ်ဆုံးကြုံကွယ်မြည်လောကရဲ့လေပြားမှုကိုခံပြီးအောင်အတီးအစိုးတလေးအကောင်တခါဖြစ်မြေဓမ္မတာရန်ထောင်လူတဲ့စိတ်တွေဝန်တူလူတဲ့စိတ်တွေအပြုံးနေတုံ့ပြန်စီလောကလူဘုံခဏတာလီမမှုရိတာတရားပေါ်နိုင်ကြပါစေသူငါအကျဉ်းနာရီပြီးစီဝေငါလူချစ်ချင်းတရားတွေအမုန်းတရားကြမှာအပြုံးတရားခင်ကလက်ကမ်းလူပြီးငါဝေအကျဉ်းနာတရားတွေပရာစိတ်ထားတွေတပေါင်းထုံးလို့ပုံမြတ်တာတရားငြိမ်းနိုင်ကြပါစေအပြုံးတွေအမုံတွေဖလဲလူဘဝဆိုတဲ့ခီးဝေအတ္တမာနငါဆိုသောတဘောနေလက်ကင်ဆုပ်ထားလူရဲ့မမြင်ချင်းသင်္ခါရတွေအသိနဲ့တရီကိုစင်စင်နိုင်စီအပြုံးတလူလူအမုံတန်တွေကဆူဆိုတဲ့တရားတွေဒီလောကတန်ရာခီးဝေမနေမနာပဲရှောက်လန်းကြပြန်တယ်တဘာဝတရားဒီတွေ့ဆုံးကြုံကွယ်မြည်လောကရဲ့လေပြားမှုကိုခံပြီးအောင်အတီးအစိုးတလေးအကောင်တခါဖြစ်မြေဓမ္မတာရန်ထောင်လူတဲ့စိတ်တွေဝန်တူလူတဲ့စိတ်တွေအပြုံးနေတုံ့ပြန်စီလောကလူဘုံခဏတာလီမမှုရိတာတရားပေါ်နိုင်ကြပါစေသူငါအကျဉ်းနာရီပြီးစီဝေငါလူချစ်ချင်းတရားတွေတရားခင်ကလက်ကမ်းလူပြီးငါဝေအကျဉ်းနာတရားတွေပရာစိတ်ထားတွေကောင်းလို့နမိတ်ဆောင်အတိတ်တပေါင်းထုံးလို့ပုံမြတ်တာတရားငြိမ်းနိုင်ကြပါစေ